ကိုဝင်ပြကြတိုင်းတိမ်ချိတ်ရလားကိုဝင်ပြကြသွားပေမဲ့တိမ်မချိတ်ရတဲ့အခြေအနေမျိုးရောရှိနိုင်လားဒီမိကွန်းလေးကတော့ကျွန်တော်လာမေးထားတဲ့မိကွန်းလေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမိကွန်းလေးကိုမဖြေခင်တိမ်ချစ်တယ်ဆိုတာဘာလဲဆိုတာကျွန်တော်အရင်ပြပြပါမယ်ကိုဝင်ပြကြပြီးတဲ့နောက်ပိုင်းမှာတိမ်ထဲမှာကြံနေတဲ့သတိသားအပိုင်းစာကိုကျွန်တော်တို့ instrument တစ်ခုထည့်ပြီးတော့ကျွန်တော်တို့တိမ်ထဲကနေဖယ်ရှားတဲ့ process ကိုတိမ်ချစ်တယ်လို့ကျွန်တော်တို့အကြမ်းမြင်သတ်မှတ်လို့ရပါတယ်ပေါ့နော်အဲ့ဒီတော့အမြဲတမ်းမှတ်ကန်တဲ့အကြောင်းအရာတစ်ခုက OG ဆရာဝန်ကတိမ်မချစ်ခင်မှာအမြဲတမ်း ultrasound ရိုက်ခိုင်းပါတယ်အဲ့ဒီ ultrasound ထဲမှာတိမ်ထဲမှာသတိသားအပိုင်းစာကြံမကြံဆိုပြီးစစ်ဆေးတယ်ဥပမာအားဖြင့်ဒီကိုဝင်ဆောင်မိခင်တယောက်ကပေါ့နော်တတိကိုဝင်သက်စောတဲ့အပိုင်းမှာဥမာ9ဘတ်6ဘတ်9ဘတ်စသဖြင့်ဒီလိုအခြေအနေမျိုးမှာကိုဝင်ပြတ်ကျခဲ့တယ်ဆိုရင်နောက်ပြီးတော့ကျွန်တော်တို့ ultrasound ရိုက်တဲ့အချိန်မှာလည်းတိမ်ထဲမှာသတိသားအပိုင်းစာမကြံခဲ့ဘူးမိခင်ကလည်း stable ဖြစ်တယ်နောက်ပြီးတော့အောက်ကလည်းဒီသတိသားအပိုင်းစာတွေအကုန်လုံးဆင်းသွားတယ်သွေးတွေလည်းအများကြီးဆင်းမနေဘူးဆိုရင်တော့ OG ဆရာဝန်ကပိုးသက်ဆေးပြီးတော့စောင့်ကြည့်တာမျိုးနောက်ပြီးတော့ကျွန်တော်တို့တိမ်ထဲကိုဆေးထည့်ပြီးတော့စောင့်ကြည့်တာမျိုးစသဖြင့်ဒီလိုမျိုးကျွန်တော်တို့တိမ်ချစ်စရာမလိုတဲ့အခြေအနေမျိုးရှိနိုင်ပါတယ်နောက်ထပ်အခြေအနေတစ်ခုကတော့မိခင်က second trimester လို့ခေါ်တဲ့ကိုဝင်ဒုတိယကာလမှာကျွန်တော်တို့ကိုဝင်ပြတ်ကျခဲ့မယ်ultrasound ရိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ဒီတိမ်ထဲမှာသတိသားအပိုင်းစာတွေရှိနေမယ်မိခင်ကလည်းနည်းနည်းဖျားနေမယ်ဒါမှမဟုတ်အောက်ကလည်းသွေးဆင်းတာတွေများနေမယ်ဒီလိုအချက်လက်တွေရှိခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ကဒါဟာတိမ်ချစ်ရမယ့်အခြေအနေဖြစ်ပါတယ် OG ဆရာဝန်ကတိမ်ချစ်ပေးပါလိမ့်မယ်